ဗီလိန်ဘလူးကြီးကိုအနိုင်ယူပြီးမချခင်နန်းထက်တော့မဲ့အာဆင်နယ်အိမ်ရှိဆန်ပရိသတ်များလုံးဝဲမိလာများ OK Sport ကနေပြန်လည်ကြိုလိုက်ပါရင်အာဆင်နယ်ဟာပြီးခဲ့တဲ့3ရာသီဇက်တိုက်နန်းပလင်ပေါ်တက်ခွင့်မရလိုက်ပဲအိမ်ရှိဆန်နေရာနဲ့တင်ကျင်းနဲ့လာရပါတယ်။ဒီမိုက်ချက်ကြီးမားသောအကြံစီလဲကြီးမားတဲ့ BK အာဒီတာဒီယာတီတော့အမြင့်ဆုံးနေရာကိုတက်ဖို့ကြံစီထားပြီးနေရာဒီမှာအသင်းကိုအင်အားဖြည့်တင်းမှုတွေပြုလုပ်ခဲ့ပါတယ်။အသင်းအတွက်အမွေတို့ပိုက်ပေးထားတဲ့အသင်းပိုင်ရှင်ခရွန်ကီတာဖောင်ပြောင်မြောက်တဲ့ခေါ်ယူမှုတွေကိုစနစ်တကျလှုပ်ဆောင်ပေးသွားခဲ့တဲ့အားကစားဒရိုက်တာအန်ဒရီဘာတာအသင်းကိုသူစိတ်ကြိုက်လူစင်းကိုင်ပြီးစိတ်ကြိုက်ပဲ့ကိုင်နေတဲ့နီးပြအာဒေတာတို့၃ဖလှယ်ညီညွတ်ခဲ့တဲ့အခါအာဆင်နယ်ကလည်းလူရင်းအားတောင်တင်ဆုံးအသင်းဖြစ်လာခဲ့ပါတယ်။အာဆင်နယ်ကနိုဝင်ဘာနိုင်ငံပိတ်ရက်အပြီးကနေစတင်ပြီးအစမ်းသက်ခံပွဲစဉ်တွေကိုဖျက်ချော်နေရပါတယ်။မြောက်လန်ဒန်ဒါဘီမှာသူတို့ရဲ့အရေးသွေးအစ်စ်ကိုချပြခဲ့တဲ့အာဆင်နယ်ဟာဒီတစ်ပတ်ချန်ပီယံလိမှာဂျာမန်ဘလူးကြီးဘိုင်ယန်မြူနစ်ကို3-1နဲ့အလဲထိုးနိုင်ယူပြီးသူတို့ဟာဥရောပအကောင်းဆုံးအသင်းဖြစ်ကြောင်းမှတ်ကြောက်တင်ပြခဲ့ပါတယ်။တိကျတဲ့အတိုင်းဘိုင်ယန်မြူနစ်တို့ဟာယူလောက်ဆရာဂုံပုတ်တွေစံချိန်နေတဲ့အသင်းဖြစ်ပါတယ်။ဗလန်လီဂါချန်ပီယံဟာဒီယာဒီမှာလည်းရှုံးပွဲတစ်ပွဲမှမရှိသေးပဲယူနီယံဘာလင်တသင်းနဲ့ကိုပဲတေချထားပါတယ်။ဘိုင်ယန်ကိုရိုင်းကသူတို့ရဲ့ငင်နိုင်လို့ဖြစ်ခဲ့မှုတဲ့အာဆင်နယ်ကိုအထင်သေးစိတ်နဲ့ပွဲမစခင်တစ်ချိန်လုံးလေတိုင်းနေခဲ့တာကအာဆင်နယ်အတွက်တွန်းအားဖြစ်ခဲ့ပုံရပါတယ်။အာဒီတာတရားဝေလဲခန်းထဲမှာပဲပရင့်ထုတ်ပြီးကတ်ထားလောက်ပြီးဖြစ်တဲ့ဘိုင်ယန်လေတိုင်းမှုတွေဟာဘလူးကြီးကိုနောက်နှားရဆရာတွေဖြစ်စေခဲ့ပြီးအာဆင်နယ်တို့သူတို့ဘာတွေလှုပ်ဆောင်နိုင်တယ်ဆိုတာတဆင်ချင်းဖော်ပြခဲ့ပါတယ်။ဘိုင်ယန်ကအကောင်းဆုံးတိုက်စစ်ကိုပိုင်ဆိုင်ထားတဲ့အသင်းဆိုရင်အာဆင်နယ်ကဘောလုံးပေးကင်ထားလိုက်ပြီးအကောင်းဆုံးခံစစ်ကိုပြင်ဆင်ခဲ့ပါတယ်။ဟာရီကိန်းတယောက်ဆာလီဘိုင်လက်ခုပ်တွေကရင်ဖြစ်ခဲ့ရသလိုမိုက်ကယ်အိုလီစစ်စီကလည်းထင်သလောက်မစွမ်းခဲ့ပါဘူး။အထူးသဖြင့်ကွင်းလယ်ပိုင်းမှာအာဆင်နယ်ကအထူးကောင်းမွန်တာလုံးနေခဲ့ပြီးဒက်ကလာရိုက်ဟာတကွဲလုံးသူ့ခြေရာကြီးဖြစ်အောင်အသင်းကိုမောင်းနှင်ဦးဆောင်နိုင်ခဲ့ပါတယ်။အာဆင်နယ်တို့တစ်ချက်ဖောက်လာတဲ့အမြင်ပေါ်တွေကိုဘိုင်ယန်တို့တားဆီးဖို့ရုန်းကန်နေရသလိုဆက်ပြီးတွေကလည်းဘိုင်ယန်ကိုရှေ့ကိုဝဲနေခဲ့ပါတယ်။အာဆင်နယ်ရဲ့အဖွင့်ဂိုးကိုယူရန်တင်းမာကထောက်ခံဘောကနေခေါင်းတိုက်သွင်းယူသွားခဲ့ပြီးအာဆင်နယ်ဆန်ဦးဆောင်ခဲ့ပါတယ်။အာဆင်နယ်မှာအားနည်းချက်ကခံစစ်ကောင်းလုံးပြီးအလုံးသိမ်းမလို့ရတဲ့အခါဒီဗစ်ရာကလည်းစွမ်းကြလာတာပါ။ရာရာကဂိုးပေါက်တစ်ချိန်တဲတိုင်းတကိုးပေးနေရတော့တာပဲပွဲတိုင်းဒီပါဖြစ်လေလာနေပြီဒီအချက်ကိုပြုပြင်ဖို့လိုအပ်နေပါတယ်။အာဆင်နယ်တို့နေနာမှုတစ်ခုကအားကိုးနေရတဲ့တောင်ပိုင်းကစားမလီစန်ဒရိုထရော့ဆက်ဒဏ်ရာရရှိသွားခဲ့တာပါ။ဒီနေရာကိုဒဏ်ရာကနေပြန်လည်တက်တာလာတဲ့နိုနီမာတို့အကီဝင်ရောက်ကစားပေးခဲ့ပါတယ်။မိုင်လိုဝစ်ကယ်လီလေးအတွက်အိမ်မန်ဆိုးဆန်ခဲ့ရပါတယ်။ဆယ်ကျော်သက်ကောင်လေးကပွဲကြီးဖီအားတန်ကိုခံနေရပြီးသူ့ဘက်ကပေါက်ထွက်နေပါတယ်။ဒီနေရာမှာအာဒီတာရဲ့မာစတာကလပ်လူစားလဲမှုကိုချီးကျူးရပါမယ်။အာဒီတာထင်းလိုက်တဲ့ရီကာဒိုကာလာဖရီကမာတို့အကီရဲ့သွင်းကိုဖန်တီးပေးခဲ့သလိုခန်းစစ်ကိုလည်းလုံခြုံစေခဲ့ပါတယ်။နောက်ထပ်လူစားဝင်လာတဲ့ဂါဘရီယယ်မာတင်နယ်လီကလည်းမိုက်ကယ်အိုလီစစ်စီကဘောလုံးပြက်ပြီးကောင်တာအပေါက်မှာသူ့ရဲ့အမြန်နှုန်းကိုအသုံးချရင်နူဂါကိုတစ်ချက်ထောက်ကျော်ရင်သွင်းကိုတကိုရယူခဲ့ပြန်ပါတယ်။အာဆင်နယ်ကအရင်ကျွေးဟောင်းတွေကိုပါရှင်းထုတ်ပစ်ဖို့ရည်ရွယ်ထားပြီးဘိုင်ယန်ကိုပွဲအဆုံးထိစိတ်သွားကပေးသွားခဲ့ပါတယ်။ဂျာမန်ဘလူးနဲ့အမ်မရိတ်ရောက်မှအလဲလဲကွဲဖြစ်ခဲ့ရပြီးပျောက်ဆုံးတိုက်စစ်ကြီးနဲ့တူအာဆင်နယ်ရှေ့မှာဒူးထောက်ခဲ့ရပါတယ်။အာဆင်နယ်ဟာနီးပြားကနေစလို့လူစားဝင်ကစားမတွေအထိသူ့နေရာနဲ့သူတာဝန်ကျေပွန်ခဲ့ပြီးဥရောပအကောင်းဆုံးအသင်းဆိုတဲ့နာမည်ကိုပုံမခိုင်မာလာစေခဲ့ပါတယ်။အာဆင်နယ်ကလက်ရှိမှာပရီးမီးယားလိနဲ့ချန်ပီယံလိအဆင့်1ကနေဦးဆောင်နေပြီးကာရာဘောင်းဖလားမှာတော့ကွာတာဖိုင်နယ်အဆင့်ကိုရောက်ရှိနေပါတယ်။တရားသည်အာဆင်နယ်ရဲ့ဖလားဆောင်ကိုင်တဲ့နန်းသိမ်းပွဲကိုမြင်တွေ့ရမလားဆိုတာကတော့ရင်ခုန်ဖို့တိတ်ကောင်းနေပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။